လောဘကြီးတဲ့လူတစ်ယောက်ကသူ့ရဲ့ပထမဆုံးဆန္ဒအနေနဲ့ကဘာပေါ်မှာအချမ်းသာဆုံးလူသားဖြစ်ချင်တယ်လို့တောင်းဆိုလိုက်ပါတယ်ဂျင်နီကလည်းချက်ချင်းပဲဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပါတယ်ဒါပေမဲ့သူဘလောက်ပဲချမ်းသာသွားပါစေလူတွေကတော့သူ့ကိုမုန်းတီးနေကြတော့မှာပဲဒါကိုဒေါသထွက်ပြီးမနာလိုဖြစ်နေတဲ့အဲ့ဒီလူကသူ့ရဲ့ဒုတိယဆန္ဒအနေနဲ့သူ့ကိုမုန်းတဲ့သူမှန်သမျှသေးပါစေလို့ထပ်တောင်းဆိုလိုက်ပါတယ်ဂျင်နီကလည်းဒီဆန္ဒကိုထပ်ပြီးဖြည့်ဆည်းပေးခဲ့ရပါတယ်အဲ့ဒီနေ့ညမှာပဲဂျင်နီနဲ့ကောင်မလေးကအတူတူထွက်သွားကြဖို့စီစဉ်ထားခဲ့ကြတာပါဒါပေမဲ့အဲ့ဒီတခင်ဖြစ်သူမှာနောက်ဆုံးဆန္ဒတစ်ခုတောင်းဖို့ကြံနေသေးတယ်ဆိုတာကိုကောင်မလေးကသတိထားမိလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဂျင်နီရဲ့ခန္ဓာကိုယ်ကထက်လင်းလာပြီးတခင်ဖြစ်သူစီကိုပြန်ရောက်သွားခဲ့ပါတယ်အဲ့ဒီလူကပြုံးစီးစီးနဲ့အဲ့ဒီကောင်မလေးကိုငါ့ပိုင်ဖြစ်အောင်လုပ်ပေးလို့နောက်ဆုံးဆန္ဒကိုတောင်းဆိုလိုက်ပါတယ်ဂျင်နီကလည်းအဲ့ဒီကောင်မလေးဟာဘယ်သူလဲဆိုတာကိုမသိဘဲဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပါတယ်ဒါပေမဲ့သူလည်းကြည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီကောင်မလေးဟာသူတိတ်ချရတဲ့ချစ်သူကောင်မလေးဖြစ်နေတာကိုမြင်လိုက်ရပါတော့တယ်အရာအလုံးကတခဏလေးတွင်းမှာပဲပြောင်းလဲသွားခဲ့ပါတယ်တခင်ဖြစ်သူကသူ့ရဲ့စစ်သားတွေကိုကောင်မလေးကိုဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်ဂျင်နီကဝင်တားဖို့ကြိုးစားပေမဲ့သူ့ရဲ့ခြေထောက်မှာမော်ကျိုးတစ်ခုကရစ်ပတ်ထားတဲ့အတွက်လှုပ်လို့မရဖြစ်နေခဲ့ပါတယ်အန်နီယေကိုအာယုံခံမိတဲ့ကောင်မလေးကထွက်ပြေးဖို့ကြိုးစားပေမဲ့ဒေါသတွေထွက်နေတဲ့အဲ့ဒီလူကကောင်မလေးကိုသူ့ရှိတင်ရက်ရက်ဆက်ဆက်တက်ပစ်လိုက်ပါတယ်ဂျင်နီရဲ့မျက်စိရှိတင်မှာပဲသူချစ်ရတဲ့သူလေးအသက်ထွက်သွားခဲ့ရပါတယ်ယူကျုံမရဖြစ်ပြီးဘာမှမလုပ်နိုင်တော့တဲ့ဂျင်နီဟာကောင်မလေးရဲ့အလောင်းကိုပွေ့ဖက်ပြီးအော်ဟစ်ကိုကြွေးပါတော့တယ်ပြီးတော့သူ့ကိုသခင်အစ်စ်အနေနဲ့တိမ့်ပိုက်ပြီးပထမဆုံးဆန္ဒအနေနဲ့ကောင်မလေးရဲ့အသက်ကိုပြန်ရှင်အောင်လုပ်ပေးဖို့တောင်းဆိုပေးမဲ့သူကိုအသနာခံတောင်းဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာလူတစ်ယောက်ရှိထွက်လာပါတယ်ဒါပေမဲ့သူကကောင်မလေးကိုကယ်တင်ဖို့ဆန္ဒမတောင်းပဲသူချမ်းသာဖို့အတွက်ပဲဆန္ဒတောင်းခဲ့ပါတယ်ဂျင်နီဟာမတက်တာပဲဆန္ဒကိုဖြည့်ဆည်းပေးခဲ့ရပါတယ်လောဘကထပ်ပြီးကြီးစိုးသွားပြန်ပါပြီ